မင်္ဂလာပါ Mr. Screen ကနေပြီးတော့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့မြောက်တကုံ41ရပ်ကွက်မှာရှိတဲ့ချစ်စရာနေအိမ်တစ်အိမ်ကိုရောက်ရှိနေတာပဲဖြစ်ပါတယ်အိမ်ရဲ့အလှတရားမကွယ်ပဲနဲ့ချင်းအန်နီကို Mr. Screen ကနေဘယ်လိုကာကွယ်တားဆီးပေးထားလဲဆိုတော့သိရအောင်လို့ကျွန်တော်နဲ့တူတူအားလုံးပဲ like ပါကြည့်ရှုပေးကြပါအောင်ခင်ဗျာအဓိကအဝင်တကားမကြီးမှာတော့အောက်ခြေမှာခလုတ်တိုင်းမိမှာစိုးရင်ကြမလို့တဲ့ BFF တိုက်အမျိုးအစားလေးကိုတက်ဆင်ပေးခဲ့ပါတယ်အောက်ခြေမှာခြေတော်တန်းလုံးဝမပါတာမို့အဝင်ထွက်လောက်ရတာပို့ပြီးလွတ်လပ်တယ်လို့ခလေးတွေနဲ့လူကြီးတွေအတွက်ခလုတ်တိုင်းမိမှာလုံးဝစိုးရင်ကြမလို့တော့ပါဘူးအရင်ပြင်ပမြင်ကွင်းကိုလည်းစိတ်စိတ်လန့်လန့်နဲ့အပြည့်အဝမြင်နေရပြီးလေဦးလေထွက်ကောင်းကောင်းနဲ့တန်ရှင်းတက်ရမှုကိုပေးစွမ်းနိုင်မှာပဲဖြစ်ပါတယ်အေကန်လေးထဲမှာတော့အမ်တိုင်းချင်တော်စကားလေးကိုဆက်လက်တက်ဆင်ပေးခဲ့ပါတယ်။အေကန်ဆိုတာမိသားစုတွေစုံစည်းတာစကားစမိပြောရနေရာလေးဆိုတော့အလင်းရောင်လည်းကြားရမယ်။အပြင်စင်လည်းတက်ရဖို့လိုတာပေါ့။အမ်တိုင်းလေးကဆွေရတာငြိမ်နှောင်းပြီးခိုင်ခန့်မှုအပြည့်ရှိတာမို့မျက်မြင်ခင်းဆိုဖာလေးပေါ်မှာအေးဆေးဆေးထိုင်ရင်လေညစ်ခံမှုအတွက်အပြည့်အဝအာမခံနိုင်တော့ပါပြီ။အခုတစ်ခါမှာတော့ထမင်းစားခန်းလေးမှာကျွန်တော်တို့အမ်တိုက်ချင်လို့စကားလေးကိုတက်ဆင်ပေးခဲ့တာပဲဖြစ်ပါတယ်အမ်တိုက်ချင်လို့စကားလေးရဆိုလို့ရှိရင်လေဝေလေထွက်ကောင်းမှုပြီးတော့ဘာသာချင်လို့စကားတိုက်လေးဖြစ်တာမို့နေရာယူနေတက်တာစီတဲ့အပြင်အိမ်ရဲ့အလှပကိုလည်းပိုပြီးတင့်တယ်စီမှာပဲဖြစ်ပါတယ်အခုဒီချိန်မှာတော့ဖျားကန်းလေးမှာတက်ဆင်ပေးဖြစ်ပါတယ်ဖျားကန်းဆိုတာအများတန်ရှင်းအေးကျပြီးစင်ကြယ်နေရမယ့်နေရာလေးဖြစ်ပါတယ်တရားထိုင်ဖျားစာရုပ်ဖက်ချိန်မှာချင်းဒါမှမဟုတ်ပိုးမွားတွေလာနောက်ရှိရင်စိတ်တည်ငြိမ်မှုပြတ်ပြားရပါတယ်အခုလိုချင်းလုံးစကားလေးတွေတက်ဆင်လာတော့အေးကြကြမ်းတရားထိုင်လို့ရတဲ့အပြင်ကိုလေဝင်တွေထွက်ကောင်းကောင်းနဲ့စိတ်တည်ငြိမ်မှုကိုအများကြီးပိုရရှိစေမှာပဲဖြစ်ပါတယ်ဆက်လက်ပြီးတော့အိတ်ခမ်းလေးကိုကြည့်ရှုလိုက်ရအောင်အိတ်ခမ်းဆိုတာတစ်နေ့တာစိတ်ပင်ပန်းသမျှလာရောက်အနားယူရနေရာလေးဖြစ်တာမို့ခြေနဲ့ပိုးမအနောက်ရှက်တွေကင်းဝေးနေဖို့လိုအပ်တာပဲဖြစ်ပါတယ်ဒီလိုအိတ်ခမ်းလေးမှာအခွင့်ပိတ်ညင်ညောင်းနဲ့အမ်တိုင်းချင်တော်စကားလေးကိုတက်ဆင်ပေးထားတာပဲဖြစ်ပါတယ်ညဘက်တွေမှာအဲကုန်းမဖွင့်မင်းနဲ့လေကောင်းလေတန်လေးရအောင်အိတ်ဆက်ခြင်းနဲ့ဆိုရင်တော့ခြေကိုက်စရာလုံးဝစိုးရိမ်ကြမလို့ပဲနဲ့အိတ်ဆက်ခြင်းအပြည့်အဝကိုရရှိစေမှာပဲဖြစ်ပါတယ်အဝင်တကားကနေအေကန်အိတ်ခမ်းဖျားကန်အထိတအိမ်လုံးတန်ရှင်းအေဂျင့်မျိုးချင်းအန်ရွယ်ကနေကင်းစီနေတာကိုမြင်ရတာအိမ်ရှင်အတွက်နေမဟုတ်ပဲကျွန်တော်တို့ Mr. Screen အဖွဲ့သားတွေအတွက်ပါစိတ်ချမ်းသာရပါပဲတင့်မှာလည်းယခုလိုတရက်လှပပြီးခိုင်ခန့်တဲ့ချင်းလုံးစကားလေးတွေတက်ဆင်ခြင်းနေဆိုရင်တော့ Mr. Screen ကိုပဲတတိယလိုက်ပါနော်အားလုံးပဲတက်တောင့်တက်တာနဲ့အေဂျင့်နဲ့နေ့ရက်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေလို့ Mr. Screen မိသားစုကနေစုမကောင်းတောင်းပေးလိုက်ပါတယ်